လှပသောနေ့တစ်နေ့ကအန္တရာယ်ဖြစ်လာဖို့အချိန်မလိုပါဘူးတဘာဝအန္တရာယ်များတိုးလာနေပါတယ်ဘာတုံးကြုံစီဖို့လမ်းညွန်ပါပထမဦးစွာနှင်းမုန်တိုင်းနှင့်အေးမြသောရာသီအကြောင်းပြောကြစို့နှင်းမုန်တိုင်းတွင်အိမ်တွင်သာရှိခြင်းသည်လုံခြုံဆုံးဖြစ်သည့်အေးမြသောအပူချိန်များတွင်တင့်အပူချိန်ရင်းမြစ်ကိုနီးကပ်စွာကြည့်ပါအခန်းပူချိန်ကိုအသုံးပြုနေပါကအတည်ပြုထားသောမျက်နှာပြင်ပေါ်တွင်ထားပြီးမီးလောင်နိုင်သောအရာများကိုအဝေးထားပါအေးမြသောအပူချိန်များကိုမျှော်လင့်နေပါကကြိုတင်ကာကွယ်မှုများယူပါရေချိုးပန်းများကိုရေစီးစေပါတင်ထွက်ရင်အရေးပေါ်ကိစ္စများအတွက်တင်ကားတွင်အရေးပေါ်ကိစ္စများကိုပြင်ဆင်ပါတင်းနှင်းတွင်ပိတ်မိပါကထွက်နိုင်ရန်အထောက်အကူဖြစ်စေမည်ပါအရေးပေါ်ဆက်သွယ်ရန်စီးရင်ရှိပါလူတိုင်းကိုသတင်းပေးပါအိမ်ထိခိုက်ရင်လုံခြုံရေးကိုဦးစားပေးပါရေစီးမှုသို့မဟုတ်ဖွဲ့စည်းမှုထိခိုက်မှုရှိရင်ရေပယ်များကိုပိတ်ပါအရေးပေါ်ဝန်ဆောင်မှုကိုဆက်သွယ်ပါထိခိုက်မှုကိုဓာတ်ပုံများဖြင့်မှတ်တမ်းတင်ပါအမြန်ဆုံးတင့်အိမ်ရှင်ကိုသတင်းပေးပါငားရမ်းသူအာမခံရှိရင်ထိခိုက်မှုခံရသောပစ္စည်းများအတွက်တင်ပြပါကိစ္စလုပ်သမားကိုဆက်သွယ်ပါဒေတာခံအရင်းမြစ်များအတွက်အချက်လက်များကိုရယူရန်210တကူဖုံးခေါ်ပါတဘာဝအန္တရာယ်များအတွက်ပြင်ဆင်ခြင်းသည်ပစ္စည်းများသာမကဘာလို့ရမည်ကိုသိရှိခြင်းဖြစ်သည့်ဤအဆင့်များကိုလှုပ်ဆောင်ခြင်းဖြင့်တင်သည်ပြင်ဆင်ထားပါလိမ့်မည်ယနေ့ပြင်ဆင်ခြင်းသည်မနှက်ဖြန်လုံခြုံရေးကိုယူဆောင်လာသည်